အခန်းဆက်လေးအထွေတွေအပိုက်64ဝင်ကြီးဌာနသည်ဘဝရည်တည်ရေးအခက်အခဲရှိသောမတန်ဆွမ်းသူများအားရက်တည်နေထိုင်ရေးအတွက်အောက်ပါသင့်လျော်သောအထောက်အပံ့အကူအညီများပေးနိုင်ရန်စီမံဆောင်ရွက်ရမည်။ကာကြီးစွန့်ပစ်ခံရသောမတန်ဆွမ်းကလေးသူငယ်များအတွက်ကယ်ဆယ်ရေးနှင့်ရပ်ရွာလူမှုအဖွဲ့အစည်းတွေတွင်လုံခြုံစွာပြန်လည်နေထိုင်ခွင့်ရှိရေးအတွက်အခြားနည်းလမ်းဖြင့်ကူညီဆောင်ရှောက်မှုပေးနိုင်ရန်စီစဉ်ပေးခြင်းသို့မဟုတ်ကူညီဆောင်ရှောက်ပေးမည့်မိသားစုများရှာဖွေပေးခြင်းနေရာထိုင်ခင်းများစီစဉ်ပေးခြင်းတို့ကိုဒေသဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမတန်ဆွမ်းသူများ၏အခွင့်အရေးဆိုင်ရာကော်မတီများစေတနာဝန်ထမ်းအဖွဲ့အစည်းများစေတနာရှင်ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းခါခွေမတန်ဆွမ်းကလေး၏ပညာရေးကျန်းမာရေးနေထိုင်စားသောက်ရေးစသည့်စရိတ်စကများအတွက်ကူညီဆောင်ရှောက်ပေးမည့်မိသားစုများအားနိုင်ငံတော်မှသင့်လျော်သောထောက်ပံ့မှုများပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးခြင်းအပိုက်65ဝင်ကြီးဌာနသည်ကာကြီးဥပဒေနှင့်ဤနည်းဥပဒေများအရမတန်ဆွမ်းသူများအသင်းအဖွဲ့များပေးဆောင်ရမည့်မှတ်ပုံတင်ကမှတ်ပုံတင်သက်တမ်းတိုးမြင့်ကခွင့်ပြုမိန့်ထုတ်ပေးကခွင့်ပြုမိန့်သက်တမ်းတိုးမြင့်ကနှင့်တခြားလိုအပ်သောဝန်ဆောင်ခများကိုပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်အမိန့်ကြော်ငြာစာထုတ်ပြန်၍သတ်မှတ်ပေးရမည်ခါခွေမတန်ဆွမ်းသူအဖွဲ့အစည်းများနှင့်မတန်ဆွမ်းသူများအတွက်ဆောင်ရွက်သောအဖွဲ့အစည်းများအားလှူဒန်းထောက်ပံ့သောပုဂ္ဂိုလ်ကုမ္ပဏီနှင့်အဖွဲ့အစည်းတို့အားတည်ဆဲဝင်ငွေကိုဥပဒေအရလှူဒန်းထောက်ပံ့သောငွေကြေးနှင့်ပစ္စည်းပမာဏပေါ်မူတည်၍ဝင်ငွေကုန်ကင်းလွတ်ခွင့်သို့မဟုတ်သက်သာခွင့်ပေးရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ပေးရမည်အပိုက်66အမျိုးသားကော်မတီသည်မြန်မာနိုင်ငံမတန်ဆွမ်းသူများအားကစားအဖွဲ့ချုပ်ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းသက်တမ်းနှင့်တာဝန်လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍လိုအပ်သလိုအကြံပြုဆောင်ရွက်ပေးရမည်အပိုက်69အမျိုးသားကော်မတီသည်မတန်ဆွမ်းသူများလူဦးရေစာရင်းနှင့်လူမှုစီးပွားရေးအခြေအနေစစ်တမ်းကောက်ယူခြင်းအပါအဝင်မတန်ဆွမ်းသူများနှင့်သက်ဆိုင်သောသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ဆက်ဆက်ဝင်ကြီးဌာနများအစိုးရမဟုတ်သောအဖွဲ့အစည်းများအားလိုအပ်သလိုလမ်းညွှန်ချက်နှင့်ညှိနှိုင်းမှုများဆောင်ရွက်ပေးရမည်ပုံဒေါက်တာဝင်းမြတ်အေးပြည်ထောင်စုဝန်ကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန